အမေရိကန်ပြည်ထောင်စုမင်နီယာပိုလစ်မြို့မှာ ICE လူဝင်မှုကြီးကြပ်ရေးအရာရှိတို့ရဲ့လက်ချက်နဲ့အမျိုးသမီးတို့ဦးတည်ဆုံးခဲ့ရပြီးနောက်လူထုဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားနေပါတယ်။ဒါပေမဲ့သမ္မတထရန့်အစိုးရကတော့ဆန္ဒပြသူတွေကိုလျှော့ပေးမဲ့အစား ICE တပ်ဖွဲ့ဝင်တွေနောက်ထပ်ရာနဲ့ချီကိုထပ်မံဆေလွတ်မယ်လို့တုံ့ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့တွေမှာ ICE Out for Good ဆိုတဲ့ခေါင်းစဉ်နဲ့မြို့ပေါင်း1000ကျော်မှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။မင်နီယာပိုလစ်မြို့တစ်ခုထဲမှာတင်လူတောင်းချီလမ်းပေါ်ထွက်ခဲ့သလိုနယူးယောက်မြို့ Trump Tower ရှေ့မှာလည်းကာလန်ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။သူတို့က ICE အရာရှိရဲ့ပြစ်ခတ်မှုဟာတရားမျှတမှုမရှိဘူးလို့ကြွေးကြော်နေကြတာပါ။ဖြစ်စဉ်ကပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့တာပါ။အသက်38နှစ်အရွယ်ရနီကုတ်ဆိုတဲ့အမျိုးသမီးကို ICE အရာရှိကကားထဲမှာပြစ်တက်ခဲ့တာဖြစ်ပါတယ်။အစိုးရဘက်ကသူဟာကားနဲ့ဝင်တိုက်ဖို့ကြိုးစားလို့ခုခံကာဝယ်တာလို့ပြောပေမဲ့မျက်မြင်သက်သေတွေနဲ့ဒေသအာဏာပိုင်တွေကတော့ကားကမောင်းထွက်သွားဖို့ကြိုးစားတာကိုနောက်ကပစ်တာလို့အငြင်းပွားနေကြပါတယ်။ပြည်ထရေးလုံခြုံရေးဝန်ကြီးခရစ်စတီနိုကတော့အရာရှိတွေရဲ့လုံခြုံရေးအတွက်နောက်ထပ်တပ်ဖွဲ့ဝင်ရာပေါင်းများစွာကိုမင်နီဆိုးတားကိုပို့ဆောင်နေပြီလို့ Fox News မှာပြောကြားပါတယ်။လက်ရှိမှာတင် Federal Agent 2000လောက်ရောက်ရှိနေပြီးဒါဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးစစ်စင်ရေးဖြစ်လာနေပါတယ်။